ကျွန်တော်တို့ဟိုဒီနေ့ရက်နေ့ကကြာဆုံးသွားတဲ့သူရဲကောင်းမလေးရဲ့ဓာရေးပေါ်ခင်ဗျာအခုကကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ရွှေမန်းတောင်ခောက်ကွင်းရှိပါပါမြို့တွေကဆိုင်ကကားအတန်းကကျွန်တော်ကရှေ့သုံးကရိုက်မယ်ဆိုပြီးတော့လာခဲ့တဲ့နေရာပါဒီခောက်ကွင်းမှာပဲစပြီးတော့သူတို့မှီပါတယ်အခုကရှေ့ကိုသူတို့နည်းနည်းကြော်သွားပါပြီခင်ဗျာလမ်းနှစ်ဖက်ချက်မှာလည်းလူတွေကအမြောက်အများလက်သုံးချောင်းထောင်ပြီးတော့နှုတ်ဆက်ကြပါတယ်ဆိုင်ကယ်အစည်းတွေကလည်းညောင်များစွာပဲတစ်မျိုးလုံးအပြည့်ပဲခင်ဗျကျွန်တော်တွေ့လာတဲ့ကားတန်းဆိုရင်34လမ်းကနေပြီးတော့ကျွန်တော်တို့ဆိုင်ကယ်တန်းနဲ့ကားတန်းကဒီရွှေမန်းတောင်ခေါက်ကလတ်တိရောက်တယ်ဗျဒီမန္တလေးမှာအလွန်ထူးကဲတဲ့သူရဲကောင်းရဲ့ဇာပနာတစ်ခုပါကျွဲလုံးသူမတ်ကျဲစဉ်ရဲ့ဇာပနာပါခင်ဗျာအားလုံးကတက်သုံးချောင်းထောင်ပြီးတော့ကျွန်တော်တို့ဒီတော်လာရဲတဲ့စိတ်စီဆိုင်ရဲတဲ့စိတ်အားလုံးကလမ်းမှာရှိတဲ့နှစ်ဖက်တစ်ချက်လူတွေကရောအကုန်ပြထားပါတယ်တကယ်ကိုခြေခွဲဝမ်းနေကြကောင်းတဲ့နာရီတစ်ခုပါခင်ဗျာခုကတော့မချေတဲ့မနေ့ကကြာဆုံးသွားတယ်မချေတဲ့ရဲ့နာရီကိုလိုက်ပါဖို့ဆောင်ကွန်ပျူတာလာ
စိတ်လို့စီစဉ်လို့မရနိုင်ဘူး
ရောက်ချက်နေလို့ထွက်လိုက်တော့ဘုံဘုံနေနေထွက်သွားလိုက်ဟိုကကတမီးမှာရက်လိုက်ဟိုပဲဟိုတော့နောက်ကလိုက်သွားမှာဟုတ်တယ်